ကျွန်တော်ဆိုင်မှာရောင်းရအကောင်ဆုံးပဲငံပြာကြီးဆိုလေးချက်ပြပါမယ်ရေကတော့3ကီလိုထည့်မယ်နော်ရေ3ကီလိုထည့်မယ်ပဲငံပြာကြီးဒီပန်းပွေလေးနဲ့တစ်စိနော်ပန်းပွေတစ်စိလေးနဲ့ပဲငံပြာကြီးက1ကီလိုနဲ့900ဂရမ်ထည့်မယ်ပြောတာကြာညို့နော်ကြာညို့ဒီပန်းတစ်စိလေးကြာညို့က600ဂရမ်ထည့်မယ်နော်ဟင်းချုံမောက600ဂရမ်ထည့်မယ်အရက်တစ်လုံးပါမယ်ဟင်းချစ်တဲ့အရက်တစ်လုံးပါမယ်တညက်ခဲက400ဂရမ်ပေါ့နော်တညက်ခဲက400ဂရမ်ထည့်မယ်ဒီချက်သားchicken order ကဒါ400ဂရမ်ဒီ chicken stock က400ဂရမ်ပြီးတော့ဒီငါးဆော့ပေါ့နော်ငါးဆော့ငါးငယ်ပြာကြီးပေါ့ဒါ200ဂရမ်ထည့်ရင်ရပြီသူကတအားငယ်တယ်မှုရရောသူကငယ်မယ်နော်ပထမဒါကတော့ကြာညို့ပေါ့နော်ကြာညို့ကတော့600ဂရမ်ထည့်မယ်ဒီပဲငယ်ပြာကြီးက1ကီလိုနဲ့900ဂရမ်နော်ကီလိုနဲ့900ဂရမ်ထည့်မယ်ဒါက400ဂရမ်နော်ဒီစက်သားဆော့အမဲရှိတယ်သူကအမဲရှိတဲ့အနီရှိတယ်နော်ဒါက400ဂရမ်နှစ်မျိုးလုံးထည့်မှာပေါ့နော်အမဲရောအနီရောဒါအနီရောပေါ့နော်ဒါကတော့400ဂရမ်400ဂရမ်ဒီ400ဂရမ်ထည့်အောင်ဒါငါးငယ်ပြကြီးပေါ့နော်သူကအများကြီးထည့်လို့မရဘူး200ဂရမ်ခင်ရရင်အများကြီးထည့်လို့မရဘူးမှုရသူကတားမှုရတိုင်းမှာငယ်တယ်200ဂရမ်ခင်ရပြီဟင်းချုံမောက600ဂရမ်နော်ဟင်းချုံမောက600ဂရမ်ထည့်မယ်နော်ဒါအလုံးရောပြီးမှထည့်ရတော့ချက်တာပေါ့သူမီနေမီရောဒီ40ဒီဂရီ50ရောက်ဖွင့်ပြီးတော့ချက်တာပေါ့နော်ဟင်းချက်တဲ့ရက်ကဟိုဒီချခါနီးမှထည့်ရပါတယ်အဲ့လိုလေးပွက်လာရင်တော့ရပါပြီပွက်လာပြီဟင်းရက်ခဲတွေဟင်းချိုတွေတကြအကုန်လုံးပျော်သွားပြီပွက်လာပြီဆိုလို့ရှိရင်တော့အရက်ထည့်ရပါတော့ပြီးမှအရက်ကတော့ချခါနီးမှထည့်ရပါရတလေးမြည်ကြည့်ပါရတလေးမြည်ကြည့်လို့โอเคပေါ်ရင်တော့နည်းနည်းဟောအရက်ကတော့ချခါနီးမှထည့်ပါနော်ရက်ထည့်ပြီးတော့အရက်ထည့်ပြီးတော့စီမူလေးထည့်နှမ်းစီလေးထည့်အဲ့ဒါတော့ချရရပြီပေါ့နော်ဒါကျွန်တော်ဆိုင်မှာရောင်းအကောင်းဆုံးပဲငံပြာကြီး9ပေါင်းနဲ့ပဲငံပြာကြီးဆော့ပေါ့နော်ပြီးတော့ဒါစီမွေးပါစက်တန်ကြော်ထားတဲ့စီမွေးလေးပါစီမွေးလေးကိုတစ်စွန်းထည့်မယ်ပြီးတော့တစ်စွန်းဆို400ဂရမ်ပေါ့နော်စီမွေးရဲ့400ဂရမ်နှမ်းစီက400ဂရမ်အဲ့လိုလေးထည့်ရပါတော့နှမ်းစီရဲ့စီမွေးထည့်ပြီးလို့ရှိရင်အရက်ထည့်ပြီးလို့ရှိရင်တော့6ရရပြီပေါ့နော်အဲ့လိုပွက်လာရင်တော့6ရရပြီပေါ့သူက9ပေါင်းလာလို့ရှိရင်တော့အဲ့လိုဒီဇွန်းလေးနဲ့တဝက်လောက်ဇွန်းလေးနဲ့တဝက်လောက်အဲ့လောက်လေးထည့်ရပါတော့9တကောင်လောက်လောက်လေးပေါ့9ကြည့်တော့နည်းနည်းများထည့်ပါလေ9ကြည့်များထည့်9ပုံမှန်9တင်တော့ဇွန်းဝက်လောက်လေးထည့်ရပါအဲ့လောက်လေးထည့်ရပါတော့ဇွန်းဝက်လောက်လေးထည့်ရပါ9ကြည့်တော့များထည့်ပါလေ9တေးတော့တေးလို့အဲ့လိုလေးထည့်ရပါကျွန်တော်ဆိုင်မှာတော့ဒီ9ပဲငံပြာကြီးဆော့9ပေါင်းနဲ့ပဲငံပြာကြီးဆော့တာရောင်းကောင်းပါတယ်တော့ပွဲတင်းလို့စားတဲ့ဒီကအရင်ကစားတော့ကောင်းတယ်နော်ပဲငံပြာကြီးဆော့9ပေါင်းနဲ့ပဲငံပြာကြီးဆော့ချစ်ကြီးလေးပါအားလုံးစင်ပြကြပါစေဒါကတော့ငမုတ်ပေါ့နော်ငမုတ်အပေါင်းပြထားပါတယ်ငမုတ်ကိုဒီချာလေးဆေးတက်ပြီးတော့ကြီးပါပြောင်းသွားအောင်တက်ပြီးတော့ဆေးပြီးတော့ကြိုလေးခွေးအောင်နော်ထပ်လာပါလေးအဲ့လိုလေးထပ်လာပါလေးခွေးအောင်အကောင်မပြည့်အောင်လို့လာပါလေးခွေးပါမယ်ခွေးပြီးတော့သူ့ကိုတခြားလေးရေဆေးပေါ့နော်ချီတွေပါဖဲဘက်ထဲကချီတွေပါဖဲပြီးတော့ရေတခြားဆေးပြီးတော့ပေါင်းတာပေါ့နော်အဲ့လိုဗီဒီယိုတော့နည်းနည်းရှိရတိခံပေးကြပါတိခံပြီးကြည့်ပေးကြပါနော်တခြားရေဆေးပြီးတော့
ပကံလေးထည့်ပေါ့နော်ပကံလေးထည့်ပြီးပေါင်းတာပေါ့ဒီလိုလေးပေါင်းဒီလိုလေးထည့်ပြီးတော့ဆလာပါလေးထည့်ပြီးတော့အပေါ်ကဂျင်းလေးထည့်မယ်ဂျင်းဟိုချောင်းချောင်းလေးသီးတာနော်ဂျင်းချောင်းချောင်းလေးသီးတာလေးထည့်ပါပေါ့နော်ပြီးတော့ပဲငယ်ပြယူဒီဇွမ်းလေးနဲ့ဇွမ်းဝင်းလောက်ထည့်တာပေါ့ပြီးတော့ပေါင်းတယ်သူပေါင်းတော့နေ့ဆုံးဟိုလေး4မိနစ်5မိနစ်တော့ပေါင်းလို့လား4မိနစ်5မိနစ်တော့ပေါင်းတော့ကျက်ပါပြီကျက်ရင်တော့ထုတ်ခဲ့မယ်ထုတ်ပြီးတော့စီမွေးထည့်မယ်ကျက်သွန်ကြော်လေးထည့်မယ်ဒါကျက်သွန်ဖြူကြော်ပေါ့နော်ပြီးတော့နည်းနည်းလေးအုပ်ထည့်မယ်အဲ့လိုလေးပါအားလုံးအဆင်ပြေကြ